အဲ့တော့စားပြီလို့ပြန်ဆိုင်ကောင်းတယ်ငါနီတူတော့ပြောစားပါရဲ့good ဒီလိုအေးစားပြီးတော့တက်ချီတော့ဟင်းနေနဲ့စားတယ် share ပဲသက်တဲ့ကိုစိတ်ဝင်ပြီးတော့ပျော်ဝင်သွားတာပြီးတော့ဒီမှာသုံးကျင်နဲ့ငမြရီကျော်ကိုသူစားမှာဖြစ်ပါတယ်ပြီးတော့ငနေဒူနဲ့သမင်းနဲ့စားမယ်ก็ဒါတော့9ကြော်ပါဒီလုံးနဲ့9ကြော်ကြော်နည်းတွေကိုကျွန်တော်ရဲ့ Facebook or YouTube ရောပါတင်ပေးထားပါတယ်အဲ့တော့9ကြော်တဲ့နီးရတော့ဒီနေ့ဗီဒီယိုမတင်တော့ဘူးပေါ့နော်ကဲလည်းငါပါပြန်ကဲလည်းပါမောင်နဲ့မပြောပါဘူးစင်ဘူး6ချက်ပေးရပါတယ်ဘောမကမှာဆိုရင်သမင်းပူလေးနော်ငါပြီးကြော်ရဲ့စံပဲရဲ့9ကြော်အနည်းတော့ရမ်းမိုက်ပြီးတော့တက်ချီတာစပြောကဲတက်ချီတော့ကြိုက်မှာဖြစ်ပါတယ်စားပါအောင်အဲ့လိုရှက်လွတ်လွတ်မြည်တဲ့အထိဟင်းနေကိုအားပါစောက်စားရဆိုတာဒါဖုတ်ကလောကပိုင်းနေတပါပေါ့နော်အဲ့တော့ဘာလို့ရောတဲ့ဟာခုကြက်ရုပ်ကိုင်းနေတယ်ပေါ့နော်ရှယ်ပဲရုပ်ကလည်းဒီမပိကြော်နဲ့ချက်ပတ်နဲ့စားလိုက်ဖြည်းဖြည်းနဲ့စားတင်ပြီးတော့သမီးကတဝက်ကျိုးကန်နေပြက်လာပြီတဝက်တော့မကျိုးသေးဘူးเนาะခုရမှာလောကမှာရတာတွေဟာကြောက်ချီတော့ကြိုက်စားရတာရယ်ငါနီစောက်ရတာရယ်9ကြော်ရတာရယ်ချင်ပတ်ရဲ့တင်းစူးနိုင်ငံရတာရယ်အဲ့လိုအားတော့ကြောက်မှမပြီးတော့စားနေပါရဲ့ဒါကျွန်တော်စနေတနင်္ဂနွေဆိုရင်စေးသွားတယ်ပေါ့နော်စေးသွားတဲ့အချိန်မှာကျွန်တော်ကောက်တဲ့ဝယ်တယ်ကောက်တဲ့ဝယ်ပြီးတော့စားစနေနေတယ်နေပြီးတော့အစင်တင်ကြော်စားလို့ရအောင်နှက်ထားတာပေါ့ဘယ်လိုပြောမလဲဆိုတော့ manual လောက်ထားတာပေါ့နော် manual လောက်ထား
marinate လုပ်ထားတာကျွန်တော်အဖတ်မသုံးဘူးအဲ့ဒီလည်းမသုံးဘူးတခါတည်းထည့်ထားတာ marinate လုပ်ထားโอเคကောင်းတယ်ပြောလို့စားတာပါလောကရပြပြောင်းနေရေခဲလေပြောနေမှအေးစိမ်မှာခုတည်းမှာလုံးဝပြေဝမပြောနိုင်ဘူးဆိုတာအားလုံးနားလည်ကြပါတယ်နားလည်ကြမှာပါဒါပေမဲ့လည်းမပြောရမဲ့လည်းပြောကြအောင်ဆောင်ရအောင်နော်ဟုတ်စားမှာပြောပါတယ်ဆိုပြီးတော့ပဲနေရပါဟိုကသမင်းကတော့ကြော်ရတယ်တော့ကြော်ပြီးကျိုးရတယ်ဘယ်လိုလုပ်မလဲဆိုတော့ကိုစောက်စားပေါ့Very good. Toma, ¿no? Phải lâu tổng bác xa này làm gì không một hồi xa có lắm mà